မင်္ဂလာပါဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာဘာဘူးလုံမျိုးကိုတင်သွားခြင်းခံရတဲ့ယုံကြည်သူနော်ယူဒလူတွေရဲ့အသက်ရှင်မှုသူတို့ဘဝရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဝိညာဉ်ပိုင်းဆိုင်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့မှနိုင်ငံနှုတ်ကပတ်တော်အပြင်ကျွန်တော်တို့ဆင်ခြင်မှုဖြစ်ပါတယ်ဆိုတော့139ခုမြောက်သောစာလံပိုင်းငယ်1မှာနော်ဘာဘူးလုံမြစ်တွန်နာမှာငါတို့ဒီတဲ့ထိုင်၍ဇီးအောင်မြို့ကိုအောင်းမေးလျက်ငိုကြွေးကြ၏တဲ့နော်ဆိုတော့ကျွန်တော်တို့တိမ်တွားခြင်းခံရတဲ့လူမျိုးနဲ့ပတ်သက်ရင်ကျွန်တော်တို့ကနှုတ်ကပတ်တော်အပြင်ဘာတွေကြားရလဲဆိုတော့နော်ယုံကြည်သူတွေနဲ့ယဉ်ဤကျွမ်းဝင်တဲ့နာမည်တွေဖြစ်တယ်နော်ဒန်ယေလတို့ရှာဒရမေရှာဗေဒနေကိုတို့နေဟမိတို့ပေါ့နော်ဆိုတော့သူတို့ကဘုရားမျက်နှာသာခံစားရတယ်နော်တိမ်သွားခြင်းခံရပြီမဲ့အမြင့်ဆုံးယာတုတွေကိုစီရတယ်အကြိုက်ရာတွေရတယ်နော်လူနေမျိုးစင်တန်မြင့်တယ်ကောင်းတဲ့လစာတွေနဲ့နော်ဘာဘူးလုံရဲ့စီးစိမ်တွေနဲ့ချီးမြှောက်ခံရတယ်အဲ့ဒါကြောင့်မို့ရောက်တဲ့နေရာမှာကြွယ်ဝပြီးတော့မှသူတို့တွေကနော်ကျမ်းမာတယ်ပျော်ရွှင်တယ်ပေါ့ဝမ်းမြောက်နေတယ်လို့ကျွန်တော်အများစုကြားရတာဖြစ်ပါတယ်ဆိုတော့နှုတ်ကပတ်တော်ကိုလေ့လာကြည့်တဲ့အခါမှာနော်139ခုမြောက်သောစာလံအပိုင်ငယ်1မှာပြောလဲဆိုတော့တိမ်သွားခြင်းခံရတဲ့နော်ယူဒလူမျိုးတွေယုံကြည်သူတွေကတဲ့သူတို့ကအခွင့်အရေးရတာနဲ့ဘာဘူးလုံမြစ်တုံနာမှာထိုင်ပြီးတော့တဲ့ဇီးုံမြို့ကိုကြည့်တယ်နော်ဇီးုံမြို့ရှိတဲ့နေရာကိုကြည့်တယ်ပြီးတော့မှအောင်းမေ့ပြီးတော့မှငိုကြွေးတယ်လို့ပြောတယ်နော်ဆိုတော့တကယ်တော့သူတို့ကဇီးုံမြို့ကိုအောင်းမေ့ပြီးငိုကြွေးနေတယ်ဆိုတာကစားစရာမရှိလို့မဟုတ်ဘူးဝတ်စရာမရှိလို့မဟုတ်ဘူးလူနေတဲ့ဘဝအဆင်မပြေလို့မဟုတ်ဘူးဘဝကြီးအရန်ခက်ခဲနေလို့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီဘရိညင်ဟောင်းကာလမှာနော်ဇီးုံတောင်မှာနော်ဖျားခင်ဘရိညင်တက်တာရှိတာဖြစ်ပါတယ်နော်ဖျားချင်းဝတ်တဲ့အရက်နော်ဖျားချင်းဝတ်တဲ့အရက်ဖြစ်တယ်။အဲ့တော့ဘာဘူးလုံကိုတိမ်သွားခြင်းခံရတယ်ဘာဘူးလုံပြည်ရဲ့စီးစိမ်တွေယာဒူးတွေအရက်အရာတွေဘာဘူးလုံရဲ့ကြွယ်ဝခြင်းတွေခံစားရပေမဲ့နော်သူတို့ကိုးကွယ်တဲ့ဖျားသူတို့ကိုဖန်ဆင်းတဲ့ဖျားကဇီးုံတောင်မှာကျန်ခဲ့တယ်ယေရုရှလင်မြို့မှာကျန်ခဲ့တယ်ဆိုတာကိုသူတို့ရဲ့ဝိညာဉ်ရေးရာကိုပိုင်းခြားနားလည်ပြီးတော့မှနော်ငါတို့ရဲ့ခိုလုံအားကိုးရအစ်စ်ကဘာဘူးလုံစီးစိမ်မဟုတ်ဘူးဇီးုံမြို့မှာကျင်းဝတ်တဲ့ဖျားဖြစ်တယ်ငါတို့ရဲ့ဆွဲလန်းရာကဘာဘူးလုံမြို့ရဲ့စီးစိမ်မဟုတ်ဘူးနော်ဇီးုံမြို့မှာရှိတဲ့နော်ထာဝရဖျားဖြစ်တယ်ဆိုတာကိုဝိညာဉ်ရေးရာမှာပိုင်းခြားနားလည်ပြီးတော့မှနော်ဝိညာဉ်ထဲမှာနော်ငတ်မှုပြီးတော့မှငိုကြွေးတာဖြစ်တယ်နော်အဲ့ဒါကတိမ်သွားခြင်းခံရတဲ့ဘာဘူးလုံတို့ရဲ့ဘာဘူးလုံပြည်ကိုတိမ်သွားခြင်းခံရတဲ့ယူဒလူမျိုးတွေရဲ့အခြေအနေဖြစ်တယ်နော်139ခုမြောက်သောစာလံအပိုင်ငယ်2ရောက်တဲ့အခါမှာတဲ့ငါတို့စောင်းများကိုလည်းတဲ့ထိုရက်တွင်နော်ထိုရက်တွင်မိုးမခပေတော့၌တဲ့ဆွဲထားကြ၏နော်ဆိုတော့အဲ့ဒီကျမ်းပိုင်အားဖြင့်တခြင်းတွေကိုပြောတာဖြစ်တယ်ကိုးကွယ်တဲ့အဖွဲ့တွေကိုပြောတာဖြစ်တယ်လို့မှတ်ယူစရာရှိပေမဲ့လည်းတကယ်တော့လေဘာဘူးလုံမျိုးကိုတိမ်သွားခြင်းခံရတဲ့ယုံကြည်သူတိုင်းကိုဆိုလိုတာဖြစ်တယ်နော်နောက်နေဟိမိအကြောင်းပြောမယ်ဆိုရင်အဲ့ဒီအကြောင်းပါလာမှာဖြစ်တယ်ဆိုတော့ပြောချင်တာသူတို့ကဘာဘူးလုံပြည်ရဲ့မျက်နှာသာတွေစီးစိမ်တွေအရရတွေယာဓုတွေရှိပေမဲ့တဲ့ချီးမွမ်းစရာမရှိဘူးဆိုတာကိုဝိညာဉ်ရေးမှာပိုင်းခြားနားလဲပြီးတော့မှဖះကိုချီးမွမ်းတဲ့စောင်းတွေကိုနော်ဖះကိုကိုးကွယ်တဲ့စောင်းတွေသူတို့ကထိုရက်မှာရှိတယ်မိုးမခပင်မှာချိတ်ဆွဲထားတယ်ဆိုတော့ဘာနာလဲရလဲဆိုတော့ဘာဘူးလုံပြည်မှာယာထုရှိတယ်ဒါပေမဲ့ချီးမွမ်းစရာမရှိဘူးဆိုတာကိုသူတို့ညွှန်ပြတာဖြစ်ပါတယ်နော်ဘာဘူးလုံပြည်မှာစီးစိမ်ဥစ္စာရှိပါတယ်ဒါပေမဲ့သူတို့ရဲ့အသက်တာမှာနော်ဘာဘူးလုံပြည်မှာထိုစီးစိမ်ဥစ္စာကချီးမွမ်းစရာမဟုတ်ဘူးဆိုတာကိုအဲ့ဒီဂျူးယူဒလူမျိုးတွေရဲ့နော်ယုံကြည်သူတွေရဲ့ယုံကြည်ခံယူချက်ကိုကျွန်တော်တို့ကထင်ထင်ရှားရှားတွေ့ရတာဖြစ်ပါတယ်။ဘာလို့မြို့မှာဂုံစည်းစိမ်ရှိတယ်ချီးမွမ်းစရာမရှိဘူး။ယာတို့ရှိပေမဲ့ချီးမွမ်းစရာမရှိဘူး။ကြွယ်ဝခြင်းတွေရှိပေမဲ့ချီးမွမ်းစရာမရှိဘူးဆိုတာကိုကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်နော်။နံပါတ်3တစ်ချက်ကအဲ့ဒီဘာဘူးလုံမြို့သားတွေကတဲ့သူတို့တိုင်းပြည်မှာလည်းချီးမွမ်းတဲ့အတန်ကြားခြင်းတဲ့အတွက်နော်ချီးမွမ်းဖို့တောင်းဆိုတယ်။ထာဝရဘုရားကိုဆိုတဲ့တခြင်းတွေနော်ဘုရားကိုချီးမွမ်းတဲ့တခြင်းတွေလည်းငါတို့တိုင်းပြည်မှာဆိုပါဆိုပြီးတော့မှတောင်းဆိုတဲ့အခါမှာသူတို့ကလုံးဝညှင်းပယ်တာဖြစ်ပါတယ်နော်နောက်ဆုံးတဲ့ဒီဘာဘူးလုံ
ရဲ့စီးစိမ်နေကုန်းတအေးတွေမျက်နှာသားတွေကြားထဲမှာနော်ဖျားကိုမေ့သွားပြီးဇီးအောင်မျိုးကိုမေ့သွားပြီးတော့မှတဲ့ငါတို့ကချီးမွမ်းမိရင်တဲ့ငါတို့လက်ရလက်တည်တဲ့စောင်းတီးတဲ့အတက်ကိုမေ့ပါစီဆိုပြီးကြိတ်တယ်ဆိုတော့စောင်းတီးတဲ့လက်ကစောင်းတီးဖို့စက်ကတ်ထားတဲ့လက်ကစောင်းတီးဖို့ပဲခွဲခန့်ချင်းခံရတဲ့လက်ကစောင်းတီးတဲ့အတက်ကိုမေ့သွားမယ်ဆိုရင်ဒါကမိမိလက်ကအသုံးဝင်တော့နော်မိမိလက်သေးပါစီလို့ကြိတ်လိုက်တာဖြစ်ပါတယ်အဲ့တော့နော်ဘာဘူးလုံပြူသိမ်းသွားခြင်းခံရတဲ့ယုံကြည်သူတွေကနော်ဘာဘူးလုံရဲ့စီးစိမ်နေနော်ဂုံအသေးတွေယာတုတွေအရတွေကြားထဲမှာနော်သူတို့ကချီးမွမ်းခြင်းခံထိုက်တာဖျားပဲဖြစ်တယ်ဆိုတာကိုကောင်းကောင်းနားလဲပိုင်းခြားပြီးတော့မှနော်ဘာဘူးလုံရဲ့စီးစိမ်နေကြောင်းသူတို့ရဲ့စိတ်နှလုံးကမဖောက်ပြန်သွားဘူးဘာဘူးလုံမြို့ရဲ့ယာတုကြောင့်သူတို့ရဲ့စိတ်ဝိညာဉ်ကမဖောက်ပြန်သွားဘူးဘာဘူးလုံမြို့ရဲ့မျက်နှာသာကြောင့်သူတို့မဝတ်ဖူးတာတွေဝတ်မစားဘူးတာတွေစားနော်မနေဖူးတဲ့လူနေမှုအဆင့်တန်းတွေမှာနေပြီးတော့မှဝိညာဉ်ရေးရမှာဖောက်ပြန်သွားတယ်ယုံကြည်သူတွေမဟုတ်ဘူးဆိုတာကိုနားလည်ဖို့ဖြစ်ပါတယ်ဆိုတော့ဒီကျမ်းပိုက်ကနော်တီးတန့်တချင်းတဲ့တွေကိုပြောတာမဟုတ်ပဲနဲ့ဘာဘူးလုံသိမ်းသွားခြင်းခံရတဲ့ယူဒလူမျိုးတိုင်းကိုပြောတယ်ဆိုတော့ဘာကြောင့်ကျွန်တော်ပြောရလဲဆိုတော့နေဟမိမတ်စာအဖိုင်နော်နေဟမိဆိုတော့ဖလားတော်ဝင်ဖြစ်တယ်ဖလားတော်ဝင်ဆိုတာကဘာဘူးလုံအင်ပါယာမှာရှိတဲ့ဧကရစ်နားမှာအနည်းဆုံးနေရတာဖြစ်တယ်နော်ဘယင်ကြီးရဲ့အနည်းဆုံးနေရာမှာနေရတဲ့အခါမှာဘယင်အနားမှာနေတဲ့လူကအဆုတ်ပြတ်ဝလို့မရအောင်နော်ဝတ်ကောင်းစားလာဝတ်ရတယ်အကောင်းတာတွေဝတ်ရတယ်ကောင်းတာတွေစားရတယ်ကောင်းတဲ့အိမ်မှာနေရတယ်အနည်းဆုံးဘယင်ရဲ့အနိကဆုံးမှာနော်အမြင့်ဆုံးလစာနဲ့သူကနေရတာဖြစ်တယ်တရက်တော့တဲ့နေဟမိခန်းကြီးတက်ရောက်တဲ့အခါမှာတဲ့ယေရုရှလင်မြို့ရိုးတွေလည်းပြုတ်ပြတ်သွားပြီးမီးလောင်သွားပြီးဆိုတဲ့နော်မြို့သူမြို့သားတွေလည်းအရန်ဒုက္ခရောက်တယ်ဆိုတဲ့တဲ့တင်ကိုကြားတယ်နော်ကြားတဲ့အခါမှာတဲ့အင်တန်ကာလပတ်လုံးငိုကြွေးတယ်တဲ့ဖျားရှိမှာအင်တန်ကာလဆိုတာလုံလောက်ဖျားရှိမှာယေရုရှလင်မြို့အတွက်ဇီးုံတောင်အတွက်ယေရုရှလင်မြို့သူမြို့သားတွေအတွက်ဘိုးဘီတွေရဲ့တင်းကြိုင်အတွက်လုံလောက်တဲ့ကာလတစ်ခုယူပြီးတော့မှငိုကြွေးပြီးတော့မှထာဝရဘုရားစီမှာဆုတောင်းတယ်။ဘာတောင်းလဲဆိုတော့အဲ့ဒီလူတွေအတွက်ဖြစ်တယ်နော်။ကြေကွဲနေတဲ့လူတွေအတွက်ပဲသူကဆုတောင်းပေးတာဖြစ်တယ်။အဲ့တော့နေဟမိဘုရားအစင်မပြေတာမဟုတ်ဘူးနော်။ယာတုကဖလားတော်ဝင်နေတဲ့နေရာကနန်းတော်မှာသူတစ်ချိန်လုံးအနိကဆုံးရှိတဲ့ပုဂ္ဂိုလ်ကအဲ့ဒီအချိန်မှာ Empire ရဲ့ number 1 ဧကရစ်နာမှာရှိတာဖြစ်တယ်နော်ကောင်းတာဝယ်ရတယ်ကောင်းတာစားရတယ်လူနေမှုအဆင့်တန်းမြင့်ပါတယ်ဒါပေမဲ့သူပျော်လားဆိုတော့ရုပ်ပိုင်းဆိုင်ရာအဆင်ပြေပေမဲ့ဘာဘူးလုံရဲ့မျက်နှာသာစီးစိမ်ရာတို့ရပေမဲ့သူ့ရဲ့ဝိညာဉ်ထဲမှာနော်ယေရုရှလင်မြို့ရိုးဖျားကိန်းဝတ်တဲ့နော်ယေရုရှလင်မြို့ရိုးကြီးပြိုပြတ်သွားတယ်နော်မြို့သူမြို့သားတွေအယံမဲဒုက္ခရောက်တယ်ဆိုတာကိုကြားတဲ့အခါမှာထပ်တူထပ်မြသူကအဲ့ဒီဒုက္ခတော့နန်းတော်မှာမခံရပါဘူးဒါပေမဲ့သူ့ရဲ့ညီကိုတွေခံရတဲ့ဒုက္ခကိုထပ်တူထပ်မြခံစားပြီးတော့မှလုံလောက်တဲ့အချိန်ဖြစ်တဲ့အင်တန်ကာလပတ်လုံးငိုကြွေးမြည်တမ်းပြီးတော့မှဘုရားစီမှာဆုတောင်းတာဖြစ်တယ်။အဲ့တော့ဒန်ယေလပုံမှန်အတိုင်းဘုရင်ကိုဖလားတော်ဝင်ပေါ့နော်အဖျော်ရည်ပေါ့စပြည့်ဆက်တဲ့အခါမှာဘုရင်ကနေဟမိနေကျမ်းမာရဲ့သားနဲ့တဲ့ဘာဖြစ်လို့မျက်နှာမသာမယာရှိနေလဲလို့ပြောတယ်ဆိုတော့နေဟမိကကျွန်တော်ရဲ့ဘိုးဘွားတွေရဲ့တင်းကြိုင်းတွေကပြတ်ပါပြီယေရုရှလင်မြို့ရိုးလည်းမီးလောင်ပါပြီတဲ့ကျွန်တော်ကပျော်တဲ့မျက်နှာနဲ့ဘယ်လိုနေရမှာလဲနော်ဘုရင်ကသူကအဖြစ်ပြက်တွေပြောပြတယ်အဲ့တော့ဘုရင်ကလည်းနေဟမိကိုတန်ရောစင်ရှိတယ်မျက်နှာသာပေးတဲ့အခါမှာအဲ့ဒါဆိုဆုတောင်းတယ်နော်ဆုတောင်းတယ်ပါလို့ချင်းလဲတောင်းလို့ပြောတဲ့အခါမှာနေဟမိကဒါအခွင့်ရင်းတော့တိုင်းပြည်ရဲ့ဧကရစ်ဖြစ်တဲ့ဘုရင်ကကြိုက်တာတောင်းဆိုပြီးတော့မှဆုတောင်းဖို့အခွင့်အရေးပေးတာဖြစ်တယ်ဒါအခွင့်အရေးဖြစ်တယ်နော်နေဟမိဟာသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအတွက်မတောင်းဘူးသူ့ရဲ့ကိုယ်ကျိုးအတ္တအတွက်မတောင်းဘူးနော်သူ့ရဲ့အုံနောက်ထဲမှာရှိတဲ့အကောင်းစား plan တွေအတွက်မတောင်းနေဟမိပါတောင်းလဲဆိုတော့အဲ့ဒီပြတ်သွားတဲ့မြို့ယူကိုပြင်ခွင့်ပေးပါတဲ့ကျွန်တော်ပြင်ပါမယ်တဲ့အဲ့တော့နေဟမိရဲ့ဆုတောင်းအောင်ဆင်ခြင်ကြည့်တဲ့အခါမှာလက်ရှိနေရတာနန်းတော်မှာသူတောင်းတဲ့ဆုကဟိုးအရေးမရှိတဲ့မြို့ရိုးကိုသွားပြင်ဖို့ဆုတောင်းတယ်နေပူထဲကိုရောက်ဖို့နော်တတ်တာတဲ့ဘဝကနေနော်လောကငြိမ်ဝှက်ချင်းချမ်းသာရှိနေတဲ့ဘဝကနေပြီးတော့မှဒုက္ခဆင်းရဲထဲကိုသွားဖို့အတွက်ဆုတောင်းတာဖြစ်တယ်အဲ့တော့အရေးမရှိတဲ့နေရာမှာနေရမယ်စားစရာတွေမရှိဘူးခက်ခဲတဲ့နေရာမှာနေရမယ်တောက်ရည်အစင်တဲ့နန်းတော်လောက်မပေါ်များတဲ့နေရာမှာနေရမယ်ပြီးရင်နော်သူမြို့ပြင်တာကိုမကြိုက်တဲ့ရန်သူရှိသေးတယ်အဲ့တော့တစ်ဖက်ကမြို့ရိုးပြင်တဲ့နော်
တစားတွေကိုကင်ပြီးတော့မှတစ်ဖက်ကရန်သူအချိန်မြွေးလာရင်ရန်သူကိုတုံ့ပြန်ဖို့အတွက်ဓာတ်ကိုကင်ထားရတယ်အဲ့တော့နေဟမိရဲ့တောင်းတဲ့စုကနန်းတော်မှာဘင်းအနီးဆုံးနေရာမှာကောင်းကောင်းနေရတဲ့ဘဝကနေပြီးတော့မှတက်တာခြင်းမရှိတဲ့ဘဝကိုဆုတောင်းလိုက်တယ်။ဘာကြောင့်လဲဆိုတော့လေနေဟမိမှာဘာဘူးလုံရဲ့စီးစိမ်ရှိပေမဲ့နေဟမိမှတ်မောတဲ့စီးစိမ်ကယေရုရှလင်မြို့ဖြစ်တယ်ထာဝရဘုရားဖြစ်တယ်။နေဟမိရဲ့ဘဝမှာဘာဘူးလုံကပေးတဲ့အရာဂုံစည်းစိမ်လစာရှိပေမဲ့နေဟမိရဲ့ဝိညာဉ်ထဲမှာမှတ်မောရအားကိုးရခိုးလုံရကဘယင်မဟုတ်ဘူး။ဇီးုံမြို့မှာကျင်းဝတ်တဲ့ထာဝရဘုရားပဲဖြစ်တယ်ဆိုတာကိုနော်နေဟမိမတ်စာကိုဖတ်ခြင်းအပြင်ကျွန်တော်နားလည်ရတာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာနော်ကျွန်တော်တို့ဆင်ခြင်ဖို့ဖြစ်တယ်ဘာဘူးလိုမျိုးကိုတင်းသွားခြင်းခံရတဲ့ဒန်ယေလတို့ရှာဒရတို့မေရှက်တို့အဘေဒနေဂေါတို့ဆိုတာကလည်းနော်ဘာဘူးလုံရဲ့ချီးမြှောက်ခြင်းအရာစီးစိမ်ကုန်းအသေးရှိပေမဲ့သူတို့နှလုံးသားသူတို့ဝိညာဉ်ထဲမှာတန်မိုးထားတဲ့အရာကထာဝရဘုရားပဲဖြစ်တယ်ဆိုတာကိုသူတို့ရဲ့နော်ဆုံးဖြတ်ချက်တွေအားဖြင့်ထင်ထင်ရှားရှားကျွန်တော်တို့ကမြင်ရတာဖြစ်တယ်နော်ဖျားနဲ့ဘာဘူးလုံရဲ့စီစဉ်ပေးအောင်ရွေးမလဲဆိုတော့ဖျားကိုရွေးပြီးချင်းသိတွင်နဲ့ခုံချသွားတာဖျားနဲ့ဘာဘူးလုံကပေးတဲ့ယာတူအရာစီစဉ်ကြွယ်ဝခြင်းနဲ့ဘာရွေးမလဲလို့ပြောတဲ့အခါမှာဖျားကိုရွေးပြီးတော့မှမိဘုံထဲကိုပဲရွေးတော့ဖုံဆင်းသွားတဲ့လူတွေနော်ကျွန်တော်တို့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုကျွန်တော်တို့ကမြင်နေရတာဖြစ်ပါတယ်နေဟမိဆိုလဲနန်းတော်မှာနော်တတ်နေရပေမဲ့ဖျားချင်းဝတ်တဲ့ဇီးုံမြို့ပြတ်နေတယ်ယေရုရှလင်မြို့ရိုးတွေပြတ်နေတာကိုသိတဲ့အခါမှာမပြောနိုင်ဘူးအဲ့ဒီမြို့ရိုးကိုပဲသွားပြင်ဖို့အတွက်တောင်းဆိုရတာဖြစ်ပါတယ်ဆိုတော့နှုတ်ကပတ်တော်ထဲမှာတိမ်သွားခြင်းခံရတဲ့နော်ယူဒလူမျိုးတွေဘာဘူးလုံးကိုတိမ်သွားခြင်းခံရတဲ့ယူဒလူမျိုးတွေကတကယ်တော့နော်ကျွန်တော်တို့ကြားနေကြနှုတ်ကပတ်တော်လို့နော်ဘာဘူးလုံးရဲ့စီးစိမ်တွေအဂုရုရဲ့စီးစိမ်တွေလောကရဲ့စီးစိမ်တွေခန္ဓာကိုယ်အသွေးသားအစဉ်ပြေပါတယ်အဲ့ဒီအစဉ်ပြေတဲ့ကောင်းတာတွေဝတ်ကောင်းတာတွေစားရပါတယ်ယာတုတွေမြင့်ပါတယ်အဲ့ဒီထဲမှာသူတို့ဝိညာဉ်ရေးရာဖောက်ပြန်ပျက်စီးသွားပြီးတော့မှဖျားကိုဖျားမှမသိတော့လောက်အောင်စိတ်လွတ်ကိုလွတ်ပျော်ရွှင်ပြီးတော့မှဘာဘူးလုံထဲမှာစောင်းနေနဲ့နော်ဖျားကိုချီးမွမ်းကိုးကွယ်ပြီးပျော်ရွှင်နေတဲ့နော်ဝိညာဉ်ရေးရာမှာဖောက်ပြန်သွားတဲ့လူတွေမဟုတ်ပါဘူးသူတို့ကအချိန်ရတိုင်းမှာဘာဘူးလုံမြစ်တုံနာမှာထိုင်ပြီးတော့မှဇီးုံမျိုးကိုပဲကြည့်တယ်တဲ့နော်ဇီးုံမျိုးကိုအောင်းမေပြီးတော့မှနေ့တိုင်းဝိညာဉ်ထဲမှာငိုကြွေးနေတာဖြစ်ပါတယ်သူတို့မပျော်ပါဘူးနော်သူတို့ဝိညာဉ်ရေးရာမှာဆင်းရဲနေတာဖြစ်တယ်သူတို့စိတ်မသာညှိတွားနေတာဖြစ်တယ်အဲ့ဒါကြောင့်မို့မတ်သင်္ကားမှာစိတ်မသာညှိတွားတဲ့သူကမင်္ဂလာရှိတယ်လို့ပြောတာဖြစ်တယ်ဝိညာဉ်ထဲမှာဆင်းရဲတဲ့သူကမင်္ဂလာရှိတယ်ကောင်းကင်နိုင်ငံတော်ကထိုသူတို့အတွက်ဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့နော်ဒီနေ့နှုတ်ကပတ်တော်လေးကဒီလောက်ပဲဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မို့ဘာဘူးလုံမြို့ကိုတင်သွားခြင်းခံရတဲ့ယုံကြည်သူတွေရဲ့ဝိညာဉ်ထဲမှာတကယ်ကောဘာဘူးလုံရဲ့စီးစိမ်တွေခံစားရပြီးပျော်ရွှင်ရဲ့လားဖျားကိုပဲဆွဲလန်းပြီးတော့နှလုံးသားကြည်ကွဲနေလားဆိုတာကိုကျွန်တော်နှုတ်ကပတ်တော်အားဖြင့်ပြန်လဲဆင်ခြင်ပြီးတော့မှရှေ့ယုံကြည်သူတွေရဲ့တန်ဖိုးထားတဲ့အရာကဘာဘူးလုံပြည်ရဲ့စီးစိမ်အီဂျစ်ပြည်ရဲ့စီးစိမ်ထက်ထာဝရဘုရားဖြစ်တယ်ထာဝရဘုရားကျင်းဝတ်တဲ့ဇီးုံမျိုးဖြစ်တယ်ဆိုတာကိုဆင်ခြင်ပြီးတော့မှကျွန်တော်မျက်မှောက်ခေယုံကြည်သူတွေရဲ့အတ္တမိမိရဲ့အတ္တမှာလည်းเนาะကျွန်တော်ဝိညာဉ်၌ရှိတဲ့ဖျားကိုသာဆွဲလန်းရမှာဖြစ်တယ်ဝိညာဉ်၌ရှိတဲ့ဖျားကိုသာဘဟုပြီးတော့မှရှိတဲ့ဝိညာဉ်၌ရှိသောဖျားကိုသာအောင်းမေးပြီးတော့မှကျွန်တော်တို့ကမိတ္တဟာယဖွဲ့ရမှာဖြစ်တယ်ဆိုတာကိုเนาะနားလည်ပိုင်းခြားပြီးတော့နှုတ်ကပတ်တော်အတိုင်းဖျားမြင်စေခြင်းတဲ့အတိုင်းเนาะယုံကြည်သူတယောက်ချင်းရဲ့အတ္တမှာဖျားရှိစေခြင်းနဲ့ယုံကြည်ချက်အတိုင်းယုံကြည်ပြီးတော့မှယုံကြည်သူတယောက်တိုင်းအတ္တထဲမှာဖျားတံမိုးထားစေခြင်းတဲ့အရာကဖျားကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာနားလည်ဝန်ခံပြီးတော့မှနောက်မိမိရဲ့အတ္တကိုနှုတ်ကပတ်တော်နဲ့အညီရှင်သန်ပြီးတော့မှဖျားကိုပဲမျက်မှောက်ပြုတဲ့အတ္တတွေဖြစ်ဖို့အတွက်เนาะဒီဘာဘူးလိုမျိုးကိုသိမ်းသွားခြင်းခံရတဲ့ရှေ့ယုံကြည်သူတွေရဲ့အတ္တနောက်ဘဝဖြစ်စဉ်လေးနဲ့เนาะခိုင်နိုင်ပြီးတော့မှဆင်ခြင်ပြီးတော့မှเนาะဒီနှုတ်ကပတ်တော်အားဖြင့်ပြန်လဲခွန်အားပေးပါတယ်တယောက်တိုင်းကိုဘုရားကောင်းကြီးပေးပါစေအလင်းပေးတဲ့ဝိညာဉ်တော်ဘုရားပုံကြီးပါစေဒီနှုတ်ကပတ်တော်အားဖြင့်ပဲနားထောင်တဲ့သူတယောက်တိုင်းရဲ့အသက်တာမှာလဲဝိညာဉ်တော်ဘုရားပဲဆက်လက်ဆွဲခေါ်ပါစေ